အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်အိန္ဒိယနိုင်ငံတွင်အင်္ဂလိပ်အရာရှိ Scott Buxton ကအိန္ဒိယရွာကကလေးမလေးမုတ်လီကိုအင်အားအသုံးပြုပြီးခေါ်ယူသွားပါတယ်။ကလေးကိုပြန်ကယ်ဖို့သူမရဲ့ရွာသားတွေကိုကာကွယ်ပေးနေတဲ့အလွန်ခွန်အားကြီးသူပင်ကဒေလီမြို့ကိုရောက်လာပါတယ်။တစ်ချိန်တည်းမှာပဲ Raju ဆိုတဲ့အိန္ဒိယလူငယ်တစ်ယောက်ကအင်္ဂလိပ်စစ်တပ်ထဲဝင်ရောက်အလုပ်လုပ်ပြီး Special Officer ဖြစ်ဖို့ကြိုးစားနေပါတယ်။လူတွေထင်ထားတာက Raju ဟာအင်္ဂလိပ်ဘက်သားလို့ဖြစ်ပေမဲ့အမှန်မှာသူ့အဖေရဲ့ဆန္ဒဖြစ်တဲ့အိန္ဒိယလူမျိုးတိုင်းလက်နက်ကင်နိုင်ရမယ်ဆိုတဲ့ကတိကိုဖြည့်ဆည်းဖို့ရန်သူဘက်ထဲဝင်ရောက်နေတဲ့လျှို့ဝှက်တော်လှန်ရေးသမားဖြစ်ပါတယ်။အကြောင်းမသိပဲဘေးနဲ့ Raju တို့ကမိတ်ဆွေကောင်းတွေဖြစ်လာကြပြီးအသက်ကိုယ်တောင်ကယ်တင်ပေးကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့တယောက်ကတယောက်ရဲ့အရေးကြီးဆုံးရန်သူဖြစ်နေကြောင်းသိသွားကြပြီးမိတ်ဆွေမှုနဲ့တာဝန်ကြမှာစိတ်ကွဲပြားရပါတယ်။ဇလန်းကလွတ်လပ်ရေးအတွက်တိုက်ခိုက်မှုတစ္ဆာမိတ်ဆွေမှုနဲ့ကိုယ်ပိုင်အကျိုးနဲ့လူမျိုးအကျိုးကြားကရွေးချယ်ရမှုကိုအဓိကထားဖော်ပြထားတဲ့အရေးကြီးသဘောတရားရှိတဲ့ဇာတ်လမ်းဖြစ်ပါတယ်